ဒီနေ့ကျမတို့အသေးစိတ်လေးလာဆွေးနွေးကြမယ်အကြောင်းအရာကတော့လေအခု AI လောကမှာတော်တော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့ Google ရဲ့ Gemini API ပါပဲဟုတ်ကဲ့လှုပ်လှုပ်ခတ်ခတ်ကိုဖြစ်နေတာကျမတို့ရထားတဲ့အဓိကရင်းမြစ်ကတော့ Google AI for Developers ဆိုတဲ့သူတို့ရဲ့တရားဝင် website ကနောက်ဆုံးထုတ်ပြန်ထားတဲ့အချက်လက်တွေပေါ့နော်ဆိုတော့ဒီဆွေးနွေးမှုက Vero feature list တခုကိုဖတ်ပြတာမျိုးထက်ဟုတ်တယ်အဲ့ဒါထက်ကိုပို့ပြီးတော့ဒီနည်းပညာတွေက developer တွေအတွက်ဘယ်လိုအသုံးဝင်လဲဆိုတာထက် AI ရဲ့အနာဂတ်ကိုစိတ်ဝင်စားတဲ့ဘယ်သူမှမဆိုအတွက်ဘာတွေကိုဆိုလိုနေရလဲအဲ့ဒါကိုနားလည်ဖို့ကအဓိကပါပဲအတိအကျပါပဲအနာဂတ်တော့ဘလို့တကားတွေပွင့်သွားတယ်လဲဆိုတဲ့ရှုထောင့်ကနေကြည်ထွားကြမှာပါဒီ API ဆိုတာကတကယ်တော့ Google ရဲ့အစွမ်းထက်ဆုံး AI ဦးနောက်တွေထားရှိရခန်းကြီးရဲ့ thought တချောင်းကို developer တွေလက်ထဲထည့်ပေးလိုက်တဲ့တူတူပဲအောင်လောက်ကြရအောင်သူတို့ website မှာတုံးထားတဲ့စကားက prompt ကနေ production အထိအမြန်ဆုံးလမ်းကြောင်းတဲ့ဒါကို developer မဟုတ်တဲ့သူတွေနားလည်အောင်ပြောရင်ကိုယ်ခေါင်းထဲမှာရှိတဲ့ idea တစ်ခုကိုတကယ်လက်တွေ့သုံးလို့ရတဲ့ application တစ်ခုဖြစ်လာအောင်အမြန်ဆုံးလုပ်ပေးနိုင်တဲ့ကိရိယာဆုံးအလင်းလို့ဆိုလိုတာလားဟုတ်ပါတယ်အတိအကျပါပဲ API application programming interface ရဲ့အဓိကအလုပ်က program တွေချင်းချင်းစကားပြောကိုကြားခံလုပ်ပေးတာပါဟုတ်ကဲ့ဒီနေရာမှာတော့ developer တယောက်ရဲ့ application ကို Google ရဲ့ imitant ကြီးမားတဲ့ AI model တွေနဲ့ချိတ်ဆက်စကားပြောခွင့်ပေးလိုက်တာပေါ့ကိုပိုင်ကားလီတစ်စီးကို Formula 1 engine ကြီးတက်ဆင်လိုက်တယ်လို့ပဲထာမှန် application တစ်ခုကနေ AI စွမ်းရည်အပြည့်နဲ့ application တစ်ခုဖြစ်သွားစေနိုင်ပါတယ်ဒါဆိုရင်ဒီစွမ်းရည်တွေကိုလူတိုင်းသုံးနိုင်မှုလည်းအရေးကြီးတာပေါ့မှန်ပါတယ်သူလိုတာကသူတို့က Python JavaScript နဲ့ Go Java C# အစုံ programming language မျိုးစုံတဲ့ code နမူနာတွေပေးထားတာတွေ့လေဟုတ်တယ်ဆိုလိုတာကကိုပယ်မဲပဲကလာတဲ့ developer စီဖြစ်ကိုကျွမ်းကျင်တဲ့ဘာသာစကားနဲ့ပဲဒီ AI စွမ်းရည်တွေကိုအလဲတကူယူသုံးနိုင်အောင်လမ်းဖွင့်ပေးထားတဲ့တမိုးပေါ့နော်အဲ့ဒီချက်ကအရေးကြီးဆုံးတဲ့ကတစ်ခုပါနီးပညာတစ်ခုကဘယ်လောက်ပဲကောင်းနေပါစေအသုံးပြုရရိုင်းခဲနေရင်လူတစုလည်းထဲမှာပဲရှိနေမှာလေဟုတ်တာပေါ့ဒီလို language မျိုးစုံကိုထောက်ပံ့ပေးလိုက်တာကဒီနီးပညာကိုပို့ပြီးပွင့်လင့်စေတယ် developer တိုင်းရဲ့အတွက်တီထွင်ဖန်တီးမှုလုပ်ဖို့တကားဖွင့်ပေးလိုက်တာနဲ့အတူတူပါပဲကောင်းပြီအဲ့ဒီတကားကိုဖွင့်ပြီးအထက်ရောက်သွားပြီဆိုပါစို့အထက်မှာကျမတို့ဘာတွေ့ရမလဲ AI အကြီးကြီးတကူတည်းလားတောင်းမို့အဲ့ဒီမှာပဲ Google ရဲ့ချင်းကပုံကစိတ်ဝင်စားစရာကောင်းလာတာပါအထက်မှာအရာအလုံးကိုတက်ကြွပါတယ်ဆိုတဲ့ AI အကြီးကြီးတခုတည်းကိုတွေ့ရမှာမဟုတ်ပါဘူးအဲ့ဒီအစားကိုယ့်ရဲ့တီးခြားကျွမ်းကျင်မှုနဲ့ပဲကိုစီရှိတဲ့ AI အဖွဲ့တစ်ဖွဲ့ AI family တစ်ခုကိုတွေ့ရမှာပါမိသားစုလိုက်ကြီးပေါ့ဟုတ်တယ်ဒီအတွေ့အခေါ်ကအရင်အရေးကြီးပါတယ်ဘာလို့လဲဆိုတော့တင်ချပုတ်စာတွတ်ဖို့ကဗျာဆရာကိုတွားခိုင်းတာမျိုးမဖြစ်သင့်ဘူးလေအလုပ်တစ်ခုချင်းစီအတွက်အထူးပြုထားတဲ့ AI ကပိုမြန်တယ်ပိုထိရောက်တယ်ကုန်ကြစိတ်လည်းပိုတက်တာတယ်ဒါကတကက်အလိုခွင်တဲ့ကအဖွေတစ်ဖွေလိုပဲပေါ့ကဲဒါဆိုအဲ့ဒီအဖွေတဲ့ကအဓိကမှန်ပါတယ်နဲ့တရားချင်း mix ဆက်ကြည့်အောင်ပထမဆုံးကတော့အဖွေခေါင်းဆောင်လို့ပြောလို့ရမယ် Gemini 3 Pro ပဲဖြစ်မယ်သူ့ကိုမိသားစုထဲမှာအတော်ဆုံးလို့ကိုတုံးထားတယ်အထူးသဖြင့်ပုံစာအသံဗီဒီယိုလိုအချက်လက်မျိုးစုံကိုတပြိုင်တည်းနားလည်နိုင်စွမ်း multimodal understanding မှာထိတ်တန့်လို့ဆိုထားတယ် multimodal ဆိုတဲ့စကားလုံးကအနာဂတ် AI အတွက်တော့ချက်ပဲကျွန်တော်တို့လူတွေကတည်အချက်လက်ကိုဘလို့နားလည်လဲစဉ်းစားကြည့်ပါလားစောက်တဲ့အုပ်ကိုဖတ်တယ်အထက်ကပုံတွေကိုကြည့်တယ်အဲ့ဒီအကြောင်းကိုတငယ်ချင်းတယောက်ကပြောပြတာကိုနားထောင်တယ်ဒီ AI အားလုံးကိုပေါင်းစပ်ပြီးမှပြည့်စုံတဲ့နားလည်မှုတစ်ခုကိုရတာပါ Gemini 3 Pro ကအဲ့ဒီလိုလူသားတွေနဲ့အနီးဆုံးနားလည်နိုင်စွမ်းရှိတဲ့ model ပါဆိုတော့ရှုပ်ထွေးတဲ့ပြဿနာတွေကိုဖြေရှင်းဖို့နည်းနည်းတဲ့စင်ကျင်တုံတရားတွေလိုအပ်တဲ့အလုပ်တွေအတွက်ရည်ရွယ်ထားတာပေါ့အတိအကျပဲကောင်းပြီအဖွဲခေါင်းဆောင်ပြီးတော့အဖွဲတဲ့ကအပြည့်သမားရှိရမယ်သူကတော့ Gemini 3 Flash ဖြစ်မယ်တင်တယ်နာမည်အသားနဲ့မြန်နုံးနဲ့တက်တာမှုကိုဦးစားပေးထားတယ်ဟုတ်တယ်ဒါမဲ့စွမ်းဆောင်ရည်ကလည်းမိုးတယ်ချီးတွေနဲ့ရှင်းနိုင်တယ်လို့ဆိုထားတယ်ဒါကဘယ်လိုနေရာတွေမှာအသုံးဝင်မလဲဥပမာ customer service chatbot တွေတောင်းဖို့ real time ဘာသာပြန်ပေးတဲ့ application တွေလိုမျိုးပေါ့အဖြစ်တစ်ခုရဖို့စက္ကန့်30လောက်စောင့်နေရရင်ဘယ်သူမှသုံးချင်မှာမဟုတ်ဘူးလေဟုတ်တယ်စိတ်မရှိဘူးကျမတို့ model ကအဲ့ဒီလိုခဏခေါ်သုံးရပြီးချက်ချင်းအဖြစ်လိုချင်တဲ့အလုပ်တွေ high frequency task တွေအတွက်အထူးတင်တော်ပါတယ်နေစဉ်ထုံးကားရစီလိုပဲအလုံးအတွက်လက်လှမ်းမိပြီးနေတိုင်းအထုံးဝင်တဲ့ model ပါပြီးတော့ကျမကိုယ်တိုင်နာမည်ကိုသဘောကျဆုံး model လေးလာပြီး Nano Banana နဲ့ Nano Banana Pro တဲ့ဟာနာမည်လေးကချစ်စရာကောင်းတယ်လို့ပဲသူတို့ကအဖွဲချက်ကပန်းချီစရာတွေလားဟုတ်ပါတယ်သူတို့ကပုံနေဖန်နေတာ image generation
နေပုံတွေကိုပြင်ဆင်တာ image editing တဲ့အထူးပြုထားတဲ့ model တွေပါ ဒီနေရာမှာကျွန်မသတိထားမိတဲ့ပြောစရာချက်လေးတစ်ခုရှိတယ်သူတို့ website မှာဒီ model ကို banana emoji လေးနဲ့ပြထားပြီးအဲ့ဒီဘေးမှာထိုင်းဘာသာစကားနဲ့ငါပြောသလိုဒီပေးရတဲ့ Chloe ဆိုတဲ့စကားလုံးကိုသုံးထားတယ် အော်ဟုတ်လား ဟုတ်တယ်ဒါကသူတို့ model ကိုနာမည်ပေးတဲ့နေရာမှာတော့ personality လေးတွေထည့်သွင်းထားတဲ့သဘောကိုပြတယ်တော်တော်လေးချစ်စရာကောင်းတဲ့ Easter egg လေးပဲ အသေးစိတ်ကြတဲ့အချက်လေးပြီမဲ့ဒါကနီးပညာ company ကြီးတွေကသူတို့ရဲ့ product တွေကိုလူတွေနဲ့ပို့ပြီးရင်းနှီးလွယ်အောင်ချစ်ခင်အောင်စူးစမ်းလာတာကိုပြနေတာပဲနီးပညာကလူတွေနဲ့ဝေးခွာမနေသင့်ဘူးဆိုတဲ့သဘောတရားပေါ့ ဟုတ်ပန်ချီဆရာရဲ့အပြင်ရုပ်ရှင် director လေးအဖွဲ့ထဲမှာပါတယ် VO 3.1 နဲ့စာဒါမှမဟုတ်ပုံတပုံနဲ့အနေအရေးသွေးမြတ်ဗီဒီယိုတွေဖန်တီးပေးနိုင်တယ်လို့ဆိုတယ်ဒီမှာကျွန်မကိုအော်စေတဲ့ချက်က native audio power နဲ့ဆိုတာပဲဆိုလိုတာကဗီဒီယိုတက်တက်ထုတ်ပေးတာမဟုတ်ပဲအတန်မှတစ်ခါတည်းပါလာတာလားအတိအကျပဲဒါကတော်တော်လေးကိုခုံပြန်ချော်လာမှုတစ်ခုပါအရင်က AI video generator တွေကအတန်တိတ်ရုပ်ရှင်တွေထုတ်ပေးတယ်လို့ပဲဟုတ်တယ်ပြီးမှအတန်ပြန်ထည့်ရတာမှန်ပါတယ်ပြီးမှနောက်ကနေ background music ဖြစ် sound effects ဖြစ်တီးတန့်ပြန်ထည့်ရတာ native audio ဆိုတာက AI က video တွေကအကြောင်းအရာလှုပ်ရှားမှုခံစားမှုနဲ့ like ဖက်တဲ့အတန်ကိုတပါးတည်းဖန်တီးပေးလိုက်တာဥမာကန်းချေမှာ line တွေရိုက်နေတဲ့ video ဆိုရင် line တန်ပါတခါတွေပါလာမယ်ဝါဒါကပိုပြီးတဘာဝကြပြီးလက်တွေ့ဆန်တဲ့ရက်လက်တီးရစေမှာပေါ့သိကြတာပေါ့ဒါဆိုရင်ဒီမိသားစုထဲမှာအားလုံးပါဝင်နေပြီပဲဦးနောက်ကောင်းတဲ့ခေါင်းဆောင်အပြည့်မြန်တဲ့အလုပ်သမားဖန်တီးနိုင်စွမ်းရှိတဲ့အမှုပညာရှင်တွေအော်မေလိုမေဖြစ်ဘူးတကယ်လက်တွေ့ကဘာမှာအလုပ်လုပ်ရမယ်စက်ရုပ်အင်ဂျင်နီယာလည်းရှိသေးတယ် Gemini Robotics ER 1.5 ပါဟုတ်ပါတယ်ဒါကစက်ရုပ်တွေကိုပတ်ဝန်းကျင်ကိုမြင်ပြီးနားလည်အောင်စင်ကျင်လုံးရနဲ့အလုပ်တွေလုပ်နိုင်အောင်ကူညီပေးတယ်လို့ဆိုထားတယ်တခြား coding မှာမှထူပြတာ text to speech တွေအတန်ကောင်းကောင်းထုတ်ပေးနိုင်တာစတဲ့ model တွေလည်းရှိပါတယ်အေးဒါပေမဲ့အဓိကအချက်ကတော့ဒါတွေအားလုံးကတစ်ခုတည်းသော AI မဟုတ်ပဲအလို့အလိုက်ရွေးချယ်အသုံးပြုရမယ်အထူးခုဖွဲ့တစ်ဖွဲ့ဆိုတာပါပဲကောင်းပြီအခုကျမတို့ဒီအထူးခုဖွဲ့နဲ့တော့ရင်းနှီးသွားပြီဒါပေမဲ့သူတို့မှာဘယ်လိုမျိုး super powers တွေရှိလဲဆိုတာကပိုအရေးကြီးတယ်ဒီ API ရဲ့အဓိကစွမ်းဆောင်ရည်တွေ core capabilities ကိုဆက်ကြည့်ကြရအောင်ဒီနေရာကတကယ်ကိုအနာဂတ်ဆန်တဲ့အပိုင်းကိုရောက်လာပြီဟုတ်ပါတယ်ဒီစွမ်းဆောင်ရည်တွေက developer တွေအတွက် key အရာတွေတက်မဟုတ်ပဲအရင်ကမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာတွေကိုဖန်တီးဖို့တကားဖွင့်ပေးလိုက်တာပါကျမကိုအထင်ကြီးစေစိုးတဲ့ကတခုက long context ပဲ token တန်းပေါင်းများစွာကိုထည့်သွင်းနိုင်တယ်လို့ဆိုထားတယ်developer မဟုတ်တဲ့ကျမတို့အတွက် token ဆိုတာနည်းနည်းစိမ့်တယ်ဒါပေမဲ့တန်းပေါင်းများစွာဆိုတဲ့ရေးအတွက်ကတော့တော်တော်ကြီးကိုများတယ်ဆိုတာသိတာတယ်ဒါကိုလက်တွေ့ကြဘယ်လိုနားလဲရမလဲ token ဆိုတာစကားလုံးတစ်လုံးရဲ့အစိပ်ပိုင်းတစ်ခုလို့အလွယ်မှတ်လို့ရပါတယ်ဥပမာ thinking ဆိုတဲ့စကားလုံးမှာ think နဲ့ ing ဆိုပြီး token နှစ်ခုလောက်ပါနိုင်တယ်ဟုတ်ကဲ့ဆိုတော့ token တစ်တန်းဆိုတာစာလုံးရဲ့9သိန်းခွဲလောက်နဲ့ညီမျှတယ်ဒါက War and Peace လို့ဝတ္ထုဤတအုပ်ထက်တော်များပါတယ်တော်တော်များတာပဲဟုတ်တယ်အရင်က AI တွေကမညင်တိုတဲ့လူတယောက်လိုပဲစာမျက်နှာအနေငယ်ဖတ်ပြီးအရှေ့ပိုင်းကအကြောင်းအရာတွေကိုမေ့သွားတတ်တယ်အခုဒီ long context စွမ်းရည်က AI ကိုမညင်တိုတဲ့သူတယောက်ကနေကိုဘဝတစ်ရှောင်းလုံးရဲ့ diary အားလုံးကိုဖတ်ပြီးအကုန်မှတ်မိနေတဲ့သူတယောက်အထိပြောင်းလဲပေးလိုက်တာနဲ့တူပါတယ်wait ဒါဆိုရင်စာမျက်နှာထောက်ကြည့်တဲ့ဥပဒေစာရွက်စာတမ်းတွေစေမတန်းအထက်လိုက်ကြည့်တယ်ဟုတ်တယ်ဒါမှမဟုတ် company တစ်ခုရဲ့စင်စွန်းနေတစ်ခုစာဗန်ဒါရေးအစီရင်ခံစားတွေအားလုံးကို AI ထဲတစ်ခါတည်းထည့်ပြီးကဲဒီထက်ကအရေးကြီးဆုံးအချက်တွေအနစ်ချုပ်ပေးဆိုပြီးခိုင်းလို့ရသွားတယ်ပေါ့အတိအကျပါပဲဒီအမှုနဲ့ပတ်သက်တဲ့တက်တဲ့အထောက်အထားအားလုံးကိုရှာပေးလို့ခိုင်းလို့ရသွားပြီဒါကသတင်းအချက်လက်ကိုရှာဖွေတာထက်သတင်းအချက်လက်တွေနဲ့စကားပြောဆိုဆွေးနွေးနိုင်တဲ့အဆင့်ကိုရောက်သွားတာပါဒါကလုပ်ငန်းတော်တော်များများရဲ့အလုပ်လုပ်ပုံကိုအမြဲကနေပြောင်းလဲပစ်နိုင်တယ်တေချာပေါက်ပဲနောက်တစ်ဆင့်ကပို့ပြီးတော့အောက်ဖို့ကောင်းသေးတယ် function calling နဲ့ tools တွေဒီအချက်က AI ဟာပိတ်ချတဲ့ data တွေကဥနောက်တစ်ခုမဟုတ်တော့ဘူးဆိုတာကိုသတ်သေပြနေတယ်ဟုတ်တယ်သူကအပြင်လောကကကိရိယာတွေကိုပါသုံးနိုင်ပြီတဲ့အပြင်လောကကကိရိယာတွေဒါကအရေးကြီးဆုံးပြောင်းလဲမှုလို့တောင်ပြောလို့ရပါတယ်ရင်က AI ကိုမေးခွန်းတစ်ခုမေးရင်သူသိမ်းထားတဲ့အချက်လက်တွေကနေပဲပြန်ဖြေတယ်အခုတော့သူကဒီမေးခွန်းကိုဖြေဖို့ငါမှအချက်လက်မလုံလောက်ဘူး Google search ခဏသုံးလိုက်အောင်မယ်ဆိုပြီးသူ့ဘာသာသူစုံဖြတ်အင်တာနက်မှာရှာဖွေပြီးမှအဖြေပြန်ပြနိုင်တယ်။အော်ဒါမို့ဒီနေရာကိုဘလို့သွားရမလဲလို့အမေရင် Google Maps ကိုသူ့ဘာသာသူဖွင့်လမ်းကြောင်းရှာပြီးပြန်ပြောနိုင်တယ်။ဒါဆိုရင်ဒါကကျမတို့နားလည်ထားတဲ့ AI assistant ဆိုတာထက်အများကြီးပိုသွားလိ
ဒါကသတင်းအချက်လက်ပေးတဲ့စာကြီးတိုက်မှုဒီအောင်မဟုတ်တော့ဘူးကို့အစားအလုပ်တွေလိုက်လုပ်ပေးနိုင်တယ်တကယ်ကိုယ်ရေးရာရှိတယောက်ဖြစ်လာတာပေါ့ ဟုတ်ပါတယ်အဲ့ဒီမှာ AI က passive information provider အဖြစ်ခံပြီး active agent ရောက်အဖြစ်ကိုပြောင်းလဲသွားတာပါသူမှသုံးစွဲနိုင်တဲ့လက်နက်ကိရိယာ2စီရှိလာပြီဘယ်ခေတ်မှာဘယ်ကိရိယာကိုသုံးရမလဲဆိုတော့ပါသူကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းရှိလာတယ်သူရဲ့2 state ထဲမှာ Google Search Map Store ပြင် code တွေကိုသူ့ဘာသာသူ run ကြည့်နိုင်တယ် code execution တို့တော့ပါဝင်လာတယ် ဒီနေရာမှာကျွန်မခေါင်းနဲ့မေးခွန်းတစ်ခုပေါ်လာတယ်ဒီလောက်စွမ်းအားကြီးရဲ့ AI ကသူ့ဘာသာသူတူးတွေသုံးနိုင်တယ်ကို့တွေ run နိုင်တယ်ဆိုတော့ NDM ရှိနိုင်မလား ကောင်းတယ်မေးဟုတ်ပါ မောင်ရင်နဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ရင်ဒါမှမဟုတ်သူ့ကိုတယောက်ယောက်ကလမ်းလွဲအသုံးချရင်ဘယ်လိုလုပ်မလဲဘယ်လိုထိန်းချုပ်မှုတွေဘေးကင်းရေးစီမင်းတွေရှိထားလဲ ဒါက AI တုတေသနရဲ့အထူးအာရုံစိုက်နေတဲ့အပိုင်းလည်းဖြစ်ပါတယ် Google ရဲ့ document တွေမှာအသေးစိတ်မဖော်ပြထားပေမဲ့ရေးပြအဖြစ်ဒီလို AI agent တွေကိုတင်းကျပ်တဲ့စီမင်းတွေနဲ့ထိန်းချုပ်ထားပါတယ် ဥပမာ သူသုံးနိုင်တဲ့ tool တွေကိုကန့်သတ်ထားတာသူလုပ်ဆောင်နိုင်တဲ့ action တွေကို developer ကကြိုတင်သတ်မှတ်ပေးထားတာမျိုးတွေပါအရေးကြီးတဲ့ဆုံးဖြတ်ချက်မချခင်လူစီကခွင့်ပြုချက်တောင်းရတာမျိုးတွေပါဒါကတန်ခိုးဆွမ်းအားနဲ့တာဝန်ယူမှုကိုများချေဖြစ်အောင်အမြဲတမ်းစူးစမ်းနေရတဲ့နေပယ်တစ်ခုပါပဲ နောက်လည်းပါပြီးတခြားစွမ်းဆောင်ရည်တွေထဲမှာ document understanding ဆိုပြီး PDF စာမျက်နှာအထောင်အထိဖတ်နိုင်တာ video generation အတန်နဲ့တိုက်ရိုက်စကားပြောနိုင်တဲ့ agent တွေတည်ဆောက်နိုင်တဲ့ live API for voice agents တို့လဲပါသေးတယ်ဒီ voice agent ကိစ္စက customer service လောကကိုတော်တော်လေးပြောင်းလဲစေနိုင်မယ်ထင်တယ်လူတစ်ယောက်နဲ့စကားပြောနေရတယ်လို့ AI agent နဲ့စကားပြောရတဲ့ခေတ်ကိုရောက်တော့မှာပေါ့ အတန်းနဲ့ဆက်သွယ်ရတာကစာရိုက်တာထက်အများကြီးပုံမြန်ပြီးတဘာဝကြတယ်လေ AI ကလူတစ်ယောက်လို real time တုံ့ပြန်နိုင်ပြီဆိုရင်ကျွန်တော်တို့နီးပညာနဲ့ဆက်ဆံပုံကအကြီးအကျယ်ပြောင်းလဲသွားနိုင်ပါတယ် phone screen ကိုကြည့်ပြီးလက်နဲ့နှိမ့်နေရတာထက်ကိုယ့်ရဲ့ AI assistant နဲ့စကားပြောပြီးအလုပ်တွေပြီးမြောက်စေတဲ့ခေတ်ကိုဥတည်နေတာပါ ဒီလောက်စွမ်းဆောင်ရည်တွေအများကြီးနဲ့ဆိုတော့ developer တယောက်အနေနဲ့စပြီးသုံးဖို့ခက်ခဲမလားလို့ထင်နိုင်ပေမဲ့ Google ကဒီနည်းပညာကိုလူတိုင်းသုံးနိုင်အောင်တော်တော်လေးလမ်းဖွင့်ပေးထားပုံရတယ် ဟုတ်တယ် quick start guide တွေ Google AI Studio မှာကိုယ်လိုက်စမ်းသပ်ကြည့်လို့ရတာတွေအကြောင်းရေးထားတယ် Google AI Studio ဆိုတာကဘယ်လိုမျိုးလဲ Google AI Studio ဆိုတာက developer တွေအတွက် playground တစ်ခု sandbox တစ်ခုလိုပါပဲတကယ်ကိုတိမရေးခင်မှာကိုယ့်ရဲ့ idea တွေ prompt တွေကိုအလွယ်တကူစမ်းသပ်ကြည့်လို့ရတဲ့နေရာပါဒီ idea အလုပ်ဖြစ်နိုင်လားဆိုတာကိုမိနစ်ပိုင်းအတွင်းသိနိုင်တယ်ဒါကတီထွင်ဖန်တီးမှုဖြစ်စဉ်ကိုအများကြီးမြန်ဆန်စေတာပါ နောက်ဆုံးအနေနဲ့သူတို့အလေးပေးထားတဲ့အချက်တစ်ခုက developer community ပါကိုတိကုတ်တဲ့ဒီနည်းပညာကြီးနဲ့နှပန်းလုံးနေရတာမဟုတ်ပဲတခြား developer တွေ Google က engineer တွေနဲ့မိခိုးနေမိတ်အဖြေရှာနိုင်တဲ့အတိုင်းဝိုင်းတစ်ခုရှိနေတာကအားရင်တစ်ခုပဲပေါ့နော် မှန်ပါတယ်နီးပညာတစ်ခုတည်းကောင်းနေုံနဲ့ဂေဟာစနစ်တစ်ခုဖြစ်မလာနိုင်ဘူးသူ့ကိုအသုံးပြုတဲ့သူ့ program တီဆောက်တဲ့ developer community ကသာအဲ့ဒီနီးပညာကိုအသက်ဝင်စေတာပါအချင်းချင်းအတိအမြတ်များဝေတာပြဿနာတွေကိုအတူတူဖြေရှင်းတာတွေကဒီနီးပညာကိုပိုပြီးရှင်သန်ဖွံ့ဖြိုးစေတာပါ ဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံလုံးကြည့်ရရင် Gemini ဆိုတာ AI အကြီးကြီးတစ်ခုတည်းမဟုတ်ပဲမတူညီတဲ့အလုပ်တွေအထူးပြုထားတဲ့အထူးကု AI အဖွဲ့တစ်ဖွဲ့ဆိုတာကိုတွေ့ရပါတယ် ဟုတ်ပါတယ်သူတို့ရဲ့စွမ်းဆောင်ရည်တွေကစာသက်ဖန်တီးတာပုံဆွဲတာထက်အများကြီးကျော်လွန်ပြီးအချက်လက်တောင်ကြီးတွေကိုနားလည်နိုင်စွမ်း long context နဲ့ပြင်လောကကကိလျာတွေကိုသုံးဆွဲနိုင်စွမ်း function calling တွေကြောင့် AI ကိုအချက်လက်တွေကိုပြန်ပြောပြရုံတသက်ကိလျာတွေကိုဖြစ်ကနေတကယ်လက်တွေ့မှာအလုပ်တွေလုပ်နိုင်တဲ့ agent တစ်ခုအဖြစ်ကိုတွန်းပို့ပေးနေပါတယ် နောက်ဆုံးအနေနဲ့စဉ်းစားစရာတွေးတစ်ခုချန်ထားခဲ့ခြင်းပါတယ်ဒီ remit အချက်လက်ထဲမှာတိမထင်မရှားပြင်မဲ့အရန်ကိုနည်းနည်းနဲ့စွမ်းဆောင်ရည်တစ်ခုကိုဖော်ပြထားပါတယ် ဘာများလဲ Thinking and thought signatures တဲ့ thinking and thought signatures တွေးခေါ်ခြင်းတွေတွေးခေါ်မှုလက်မှတ်များတယ်ဟုတ်တယ် thought signatures ဆိုတာဘာလဲလို့အသိစိတ်မရှင်းပြထားပေမဲ့ဒါကနည်းနည်းတဲ့မေခွန်းတစ်ခုကိုမွေးထုတ်ပေးလိုက်ပါတယ်ကိရိယာတွေသုံးနိုင်တယ်အချက်လက်အများကြီးကိုသုံးသပ်နိုင်တယ်ရှုပ်ထွေးတဲ့ပြဿနာတွေကိုထွေးခေါ်ပြီးဖြေရှင်းနိုင်တဲ့ AI တွေကိုတိစောက်လာတဲ့အခါ AI တခုမှာသူ့ကိုယ်ပိုင် thought signature ရှိတယ်ဆိုတာကဘလို့အဓိပ္ပာယ်သက်ရောက်နိုင်မလဲဒါက AI တခုချင်းစီမှာပန်းချီရှည်ရတဲ့ကိုယ်ပိုင်စောက်ချက်ပုံစံရှိသလိုကိုယ်ပိုင်စဉ်းစားပုံပြဿနာဖြေရှင်းပုံစံရှိလာတာကိုဆိုလိုတာလား
အကယ်၍ AI တခုရဲ့တွေးခေါ်ပုံလက်မှတ်ကိုကျမတို့ခွဲခြားသိရှိနိုင်ပြီဆိုရင်ဘယ်စင်ကားစပြီးသူ့ကိုကိရိယာတခုဖြစ်ကနေတကယ် agent တယောက်ဒါမှမဟုတ်အသိဉာဏ်တစ်မျိုးအဖြစ်သတ်မှတ်မလဲ အဲ့ဒါပါပဲဒါကတော့နားထောင်သူဆက်လက်တွေးတော်ဖို့ခြံထားခဲ့ခြင်းတဲ့အချက်ပါပဲ